ဒီနေ့အမကဒီပန်းထိုးနည်းကိုတင်ပေးမှာပေါ့နော်မထိုးခင်အရင်ဆုံးကိုထိုးမဲ့ပန်းပုံစံကိုပုံစံချမယ်လို့ရှိရင်ဘယ်လိုထိုးမလဲဆိုလို့ရှိရင်ဒီပွင့်ဖက်ကိုမှဒီကနေမှဒီဘက်ကိုပွင့်ဖက်တစ်ဖက်ဆိုလို့ရှိရင်အလဲပိုင်းလိုက်မှာပေါ့နော်တစ်ချက်ပဲအားလုံးပဲလိုက်ကြည့်ပြီးကြပါအဲ့ကိုဒီကနေထွက်မယ်ပြီးရင်ဒီကနေမှဒီပုံချင်းချရတဲ့ဒီဆွဲထားတဲ့နေရာကိုဒီလိုလေးအပြန်ထွက်မယ်အဲ့ဒါဆိုရင်ပွင့်ဖက်တစ်ဖက်ရပြီပြီးရင်ဒီဘက်ပွင့်ဖက်ကိုသွားမယ်ဒီလိုမျိုးတစ်ချက်ချင်းသွားရင်ပို့ပြီးတော့လှတာပေါ့နော်
ကလေဒီနေရာမှာပဲစိုက်မယ်နော်ဒီနေရာမှာပဲလက်စိုက်မယ်နော်ဒီမှာပဲလက်ဆိုင်မယ်နော်တပေါက်တည်းပဲလက်ဆိုင်မယ်နော်ဒီလိုပန်းနေထိုးလဲဆိုရင်ဒီလိုမျိုးတစ်ချက်ချင်းသွားတာပဲပို့ပြီးလှတယ်ကဲရပါပြီအားလုံးပဲစင်ပြေကြမယ်လို့ထင်ပါတယ်